အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ blog လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ချမ်းတို့ကရောက်တဲ့နေရာဆိုရင်မနက်အစောကြီးလမ်းလျှောက်တဲ့အချင်းရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့လည်းမနက်စောစောထလမ်းလျှောက်ပြီးတော့အပြိုးကြီးတူပွန်တွေဆိုင်အောင်သွားစားခဲ့ပါတယ်ချမ်းတို့တောင်ကြီးသွားတဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒီအပြိုးကြီးတူပွန်တွေစားခြင်းတဲ့ရည်ရွယ်ချက်က fast choice ပါပဲချမ်းတို့စားမှုတာပေါ့နော်2013တပွေ900ခရစားလာတာတောင်ကြီးရောက်တိုင်းလဲစားတယ်အခုနောက်ဆုံးကတော့တပွေကို3000ကျပ်ပါသူရှိရချမ်းတို့အကြိုက်ဆုံးကကြတော့ပဲရွက်ကိုဒီပေါ့ပေါ်ရှာရှာအမြဲတမ်းပဲရွက်ကိုနိုင်ချင်းထည့်ပေးပါတယ်သူ့တူဘူးနေရာကြတော့ဒီပန်းသေးအရသာတက်လို့ပေါ့နော်ချမ်းတို့ကတော့အုံနဲ့ကြိုက်ပါတယ်အကြိုက်လုံးလို့လည်းတစ်ခါစားရင်တပွေနဲ့မွားတဲ့ကြောင့်မို့အမြဲတမ်းနှစ်ပွဲစားဖြစ်ပါတယ်ဒီအပြိုကြီးစကားများလေးတော့နည်းနည်းတော့တင်းကြီးခံထားတာပေါ့နော်နေ့လယ်စာလေးကိုတော့နန်းခမ်းရှမ်းထမင်းပုံစားဆိုင်လေးသွားစားပါတယ်ဒီသူ့ရဲ့ဈေးနှုန်းလေးလည်းချမ်းရေးပေးထားပါတယ်နော်ချမ်းတို့အဲ့ဒါစားတာပေါ့နော်တပွဲကို1500ခရရသွားစားတာပါအခုထက်ထိလည်းတောင်ကြီးရောက်တိုင်းနေ့လယ်စာဆိုရင်သူရှိမှာအများတန်းစားဖြစ်ပါတယ်သူရှိအကြိုက်ဆုံးကတော့ဒီခင်းရဲ့ထောင်းရဲ့ဒီတိုးစရာအစုံရဲ့ကိုချမ်းတို့အရင်ကြိုက်ပါတယ်မုံရင်းစွာတော့အရင်ကြိုက်တဲ့နေမှာမပါပါဘူးမုံရင်းစွာတော့ကိုချက်တာကိုပို့ကြိုက်တယ်ပေါ့နော်သူကပုံစားကြတော့ဒီဘဲကို9000ဝက်ချိုချက်ဟင်းပွဲဆိုရင်1000မုံရင်းစွာတော့3000ပါညနေ4ခွဲကြတော့အေးတာရဝိုင်းချံကိုဆန်းဆက်ကျင်နဲ့ဝိုင်းလေးတောက်ဖို့အတွက်သွားဖြစ်ပါတယ်ချမ်းတို့ပေါ့နော်ဝိုင်းဒဗလင်းရဲ့စတီတပွဲရဲ့ပြီးတော့တီယိုစီကျော်တပွဲကိုမှအားလုံးတိုတယ်ပေါ့နော်6,900ပဲကြပါတယ်အဲ့ဒီမှာပေါ့နော်ချမ်းတို့တွေဆန်းဆက်လေးကြည့်ပြီးတော့ဝိုင်းလေးတောက်အေးဆေးစကားပြောပြီးတော့မှညနေ6နာရီခွဲလောက်ကြာမှတောင်ရှိကိုပြန်တက်ပါတယ်ဘိုက်ကလည်းမဝသေးတာနဲ့တောင်ကြီးမျိုးမညစီရတော်တန်းကြီးမှာအင်းလေးဝတ်သက်ချင်နဲ့ငါးထမင်းနဲ့လေးသွားစားပါတယ်သူကတော့တပွဲကို3000မှာချမ်းတို့တောင်ကြီးရောက်တိုင်းစားနေကြဆိုင်ပါပဲအဲ့ဒါလည်းတိတ်ပြီးတော့ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးချမ်းရဲ့အမျိုးသားကြတော့သူကတောင်ကြီးဆက်ဆံရေးစေရုံမှာပေါ့နော်2013ကနေစပြီးတော့တာဝန်ကြတဲ့အတွက်ကြောင့်မို့လို့ချမ်းကလည်းသူ့ရှိသွားလည်နဲ့အဲတောင်ကြီးကအစားအစာတွေကကြတော့ချမ်းတွေကတိတ်မစိမ့်ပါဘူးကမ္ဘောဇညာစီလည်းမရောက်ဖူးတဲ့အတွက်ကြောင့်မလို့ကြက်ချီတောက်သုံးနဲ့ဆံများကြော်လေးထပ်စားပါတယ်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ရှင်